အားလုံးပဲမင်္ဂလာပါ K2 Success Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့အခုဗီဒီယိုမှာမျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ Notebook Airline ရဲ့ feature အသစ်တွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်Notebook Airline နဲ့ပတ်သက်လို့ကျွန်တော်ရဲ့ channel ထဲမှာအရင်တော့တင်ထားတဲ့ဗီဒီယိုတွေရှိပါတယ် Notebook Airline ကိုဘယ်လိုစတင်အသုံးပြုရမလဲဘယ်လိုတွေသုံးရမလဲဆိုတော့ပြောထားတာရှိပါတယ်အဲ့တော့ဒီဗီဒီယိုမှာတော့ Notebook Airline ရဲ့ feature အသစ်တွေကိုပဲintroduction လုပ်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ် Notebook Airline ကတော့ဟာလာနည်းနည်းပြန်ပြောရလို့ရှိရင်နော် Google ရဲ့ AI tools တစ်ခုဖြစ်ပြီးတော့ကျွန်တော်တို့ဒီအကြောင်းအရာတစ်ခုကိုလေ့လာတဲ့နေရာမှာเนาะဒီအကြောင်းသားတွေအတွက်ကောနောက်သင်ကြားရေးလုပ်နေတဲ့ဆရာဆရာမတွေအတွက်ကောသုတေသနလုပ်နေတဲ့ researcher တွေအတွက်ကောနောက် professional အသီးသီးအတွက်ပေါ့နော်ကိုယ့်ရဲ့အကြောင်းအရာတွေကိုဒီသေချာလေ့လာတဲ့အချိန်မှာ Notebook Airline ကိုအသုံးပြုလို့ရှိရင်အရင်အကျိုးရှိပါတယ်အဲ့တော့ Notebook Airline တွေကိုရောက်သွားပြီဆိုလို့ရှိရင်ကွန်ပျူတာနဲ့လုပ်လို့ရတယ်လို့ဖုန်းနဲ့လည်းလုပ်လို့ရပါတယ်ကွန်ပျူတာနဲ့ဆိုလို့ရှိရင်တော့ VPN ခံရပါတယ်ဖုန်းနဲ့ဆိုရင်တော့ဒီ Play Store ကနေပြီးတော့မှ download ထားတဲ့ application မှာဆိုရင်တော့ VPN မလိုပါဘူးကွန်ပျူတာနဲ့ကတော့ပို့ပြီးတော့များများသုံးလို့ရတယ်ဖုန်းနဲ့လည်းနောက်ပိုင်း function တွေတော်များများဖုန်းထဲမှာလည်းရလာတယ်ပေါ့နော်အဲ့တော့ဒီလိုလေးဝင်သွားပြီဆိုရင်ဒါ create new notebook ဆိုတာလေးကိုနှိပ်လိုက်ပါဒီကနေနှိပ်လဲသွားလို့ရတယ်ဒီကနေနှိပ်လဲရတယ်ပေါ့နော် notebook လည်းက free သုံးလို့ရတယ် Gmail account တစ်ခုရှိရတဲ့ notebook လည်းကို free သုံးလို့ရတယ်ဒါပေမဲ့သုံးရတဲ့ limit တွေတော့တိုင်းတာတွေတော့ကွာတယ် pro သမားတွေဆိုရင်တော့ပို့ပြီးတော့များများ source တွေထည့်လို့ရတာရှိတယ်ပို့ပြီးတော့ unlimited ပေါ့နော်ဒီတော့များများ notebook တွေအများကြီးဖန်တီးလို့ရတယ်တနေ့တည်းမှာနော် free ဆိုရင်တော့သူ limit ကုန်သွားရင်ဒီနေ့သူကမရတော့ဘူးဆိုပြီးတော့ limit ပြည့်သွားပြီဆိုပြီးပြောတယ်ဒါပြန်ဆောင်ပြီးတော့မှသုံးလို့ရတယ်ပေါ့နော်အဲ့တော့ create new notebook ဆိုတာလေးကိုနှိပ်လိုက်မျိုးပေါ်လာပြီဆိုလို့ရှိရင်ဒါကတော့ဟလာ Notebook Airline ကို source တွေထည့်ရမယ်နည်းလမ်းတွေပေါ့နော် Notebook Airline ကရိုးရိုးဒီ Gemini တို့ ChatGPT တို့ဒီ AI chatbot တွေနဲ့မတူတာသူ့ထဲမှာ source တွေကိုကိုယ်ကရှာထည့်မယ်ရှာထည့်ပြီးတော့မှအဲ့ source တွေကနေပြီးတော့မှ AI နည်းနဲ့မေးမြန်းပြီးတော့ auto เนาะသူ့ studio မှာaudio overview တွေ video overview တွေစသဖြင့်လုပ်ပြီးတော့လေ့လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့AI ရဲ့ hallucination လို့ခေါ်တဲ့အမှားယွင်းမှုကိုအများကြီးလျှော့ချနိုင်တယ်ပေါ့နော်အဲ့တော့ upload file ဆိုတာကျတော့ကိုယ့်ရဲ့ကွန်ပျူတာတွေက file တွေကိုနှိပ်တဲ့ဒီ upload လုပ်ပြီးတင်တဲ့နေရာပေါ့နော်ဒါဆိုရင်ဖုန်းနဲ့ကွန်ပျူတာတွေကဟာကိုလေ့လာခြင်းတဲ့စာတွေကိုကိုယ်မှတောင်းထားပြီးသားရှိတယ်ဆိုရင်ဒီကနေထည့်လို့ရတယ်ဒီ website ဆိုတာတော့ဒီဟာလေးကတော့ YouTube နဲ့ website link တွေထည့်တဲ့ဟာပါနော် link တွေအများကြီးထည့်လို့ရတယ် free ဆိုရင်50နော် pro ဆိုရင်300တွေထည့်လို့ရတယ် drive ဆိုတော့ကိုယ့်ရဲ့ drive ထဲက file တွေကို upload လုပ်ပြီးတော့ source တွေကိုထည့်တာပါ copy text ဆိုတာကတော့ကိုကအကြောင်းအရာတစ်ခုကိုဒီ Gemini တို့ ChatGPT တို့မှာမေးထားပြီးသားအကြောင်းအရာတစ်ခုကို copy ယူလာပြီးတော့ဒီထဲမှာ paste လုပ်ပြီးတော့မှအဲ့အကြောင်းအရာကိုပဲဥတည်ပြီးတော့မှသူနဲ့ဆွေးနွေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာ new feature အနေနဲ့ဘာကြီးတူးလာလဲဆိုတော့သူကဒီ Gemini ထဲမှာပဲ web search တွေလုပ်လို့ရလာတယ်နော်အဲ့တော့ Gemini ထဲမှာပဲဒီ Google search လိုမျိုးကိုကရှာလို့ရတယ်ရှာပြီးတော့တစ်ခါတည်းတန်းပြီးထည့်လို့ရတယ်နော်အဲ့တော့ဒီမှာ web search မှာနှစ်ခုရှိတယ်တော့ Gemini ထဲမှာပဲတစ်ခါတည်း web search ရှာလို့ရတယ်နောက် try ထဲဟာတွေကို keyword နဲ့နှိပ်ပြီးဘာလို့လိုချင်တယ်ဆိုပြီးရှာပြီးကိုယ့်ရဲ့ try ထဲကနေပဲတစ်ခါတည်းပြန်ပြီးတန်းပြီး upload တင်လို့ရတယ်ပေါ့နော်အဲ့တော့ web search ရှာတဲ့နေရာမှာလည်း fast research နဲ့ deep research ဆိုပြီးနှစ်ခုရှိတယ် fast research ဆိုတာကတော့မြန် result တွေမြန်ရခြင်းတဲ့အခါမျိုးမှာရှာလို့ရတယ် deep research ကကြတော့ပို့ပြီးတော့ in-depth ကြတယ်ပေါ့နော်ဒီအသေးစိတ်ဒေချာအကြောင်းအရာတွေကိုနည်းနည်းချွတ်ရှာဖို့ခြင်းတဲ့အခါကျရင်ဒီ research ကိုသုံးရမယ်ဒါပေမဲ့နည်းနည်းလေးတော့သူကအချိန်ကြာတယ်ပေါ့နော်အဲ့တော့ဒီမှာဒါကသူ့ရဲ့ new feature တစ်ခုတည်းကဖြစ်တယ်ပေါ့နော်အဲ့ new feature ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာ search ကိုစမ်းပြီးတော့ကျွန်တော်သုံးပြမယ်ဘာအကြောင်းသုံးရမလဲဆိုရင် AI agent တွေအကြောင်းပေါ့နော်အဲ့တော့ users or AI agent ပေါ့နော် AI agent တွေအကြောင်းကိုရှာလိုက်မယ်နော်ထည့်ပြီးတော့ search ဆိုပြီးရှာလိုက်မယ် first search နဲ့ပဲရှာလိုက်မယ်အချိန်ကြာမှာဆိုလို့ပေါ့နော်ဒီမှာတစ်ခုထပ်ပြီးပြောရမှာဒီမှာ setting ထဲမှာသွားပြီးတော့output language ဆိုတာရှိတယ် output language ကိုဒီမှာ English ထားရင် English လို့ပြောမယ် Chinese ထားရင် Chinese လို့ပြောမယ်ဒီမှာရတဲ့ language တွေအများကြီးရှိတယ်ကျွန်တော်ဒီမှာမြန်မာလို့ပဲပေးထားတယ်เนาะဒါဆိုရင်မြန်မာလို့ပဲသူကထွက်မှာเนาะအဲ့တော့ဒီ output language ပြောင်းတာကတော့ဒီ setting ထဲကိုပြောင်းတာကတော့ဖုန်းမှာလုပ်လို့မရဘူးကွန်ပျူတာမှာပဲလုပ်လို့ရတယ်
နော်အဲဒီမှာ source တွေသူပေါ်လာပြီပေါ့နော်ဒီမှာ view source ပေါင်းဒီမှာ9ခုနော်ဒီ source 9ခုကိုကတစ်ခုချင်းစီမကြိုက်တဲ့ဟာကိုပယ်လို့လည်းရတယ်ဟဲ့လား select all ဆိုပြီးဒါအကုန်လုံးကို import ဆိုပြီးလုပ်လိုက်လို့ရှိရင်တန်းပြီးတော့ notebook တွေကိုရောက်သွားပြီပေါ့နော်အဲဒီမှာ notebook တွေရမ်းများလာပြီဆိုလို့ရှိရင်ဒီမှာ notebook ကိုနာမည်ပေးထားလို့ရတယ်ဒါမှပြန်ကြည့်ရချင်းကြအဆင်ပြေမှာအဲ့တော့ဒီမှာ uses of AI agent AI agent အကြောင်းပေါ့နော် AI agent အကြောင်းဆိုပြီးတော့ပေးထားလိုက်မယ်အဲ့တော့ဒီမှာပမာလို့စပြီးပေါ်လာပြီပေါ့နော် AI agent ဤပညာလုပ်ငန်းစဉ်နဲ့အနာဂတ်လမ်းညွှန်အဲ့တော့ဒီဒါ notebook airline သုံးခုရဲ့လူတွေဆိုတော့သိမှာပါမသိသေးတဲ့လူတွေလည်းပြန်ပြောရရင်ဒီဘက်ချမ်းမှာ source ရှိတယ် chat ရှိတယ် studio ရှိတယ် notebook airline မှာအပိုင်းသုံးခုရှိတယ် source ရဲ့ chat ရဲ့ studio ရဲ့ chat မှာကျတော့ကိုသိချင်တာဒီမှာရိုက်ရှာပြီးတော့မေးလို့ရတယ်နော်ဒီအားနဲ့ပတ်သက်ပြီးတော့လား summary ပြောပြပါဆိုပြီးတော့ပြောခိုင်းလို့လည်းရတယ်နောက်ဒီမှာသူကြိုပြီးတော့တိစောက်ထားတယ်နော် pre-made question လေးရှိတယ်ဒါလေးကိုထောက်လိုက်တာ ਨੇ ချက်ချင်းဒီမှာအဲ့အကြောင်းအရာကိုဖြေမယ်ပေါ့နော်အဲ့တော့သူ့ရဲ့ pre-made question လေးတွေကလည်းတည်တဲ့ဟာလေးတွေကိုပြောထားတာဖြစ်တဲ့ကြောင့်ဒါလေးကိုထောက်ပြီးလေ့လာလို့ရတယ်ကိုကထပ်ပြီးမေးခြင်းချက်မှာထပ်ပြီးတော့မေးလို့ရတယ်နော်အဲ့တော့တစ်ခုက studio ထဲမှာ new feature တွေအများကြီးပါလာပြီပေါ့နော်အရင်တော့ audio overview ပဲပါတယ်နောက်ထပ်ပြီးနောက်တစ်ဆင့် video overview ဆိုတာကိုထပ်ပြီးတိုးလာတယ် audio overview ဆိုတာတော့ AI ပေါ့နော် AI presenter host နှစ်ယောက်ကနေပြီးတော့မှဒီအကြောင်းကိုအသေးစိတ်နိုင်နိုင်ချွတ်ချွတ်ပြောပြမယ်အတူအယုံကြီးပြောပြခိုင်းလို့လည်းရတယ်ကိုစိတ်ကြိုက် customize လုပ်ပြီးပြောခိုင်းလို့ရတယ်နော်အချိန်တိုအတွင်းမှာ audio overview ကိုနားထောင်ခြင်းအပြင်အကြောင်းအရာတစ်ခုကိုမြန်မြန်နားလည်သွားမယ်အချိန်ကုန်သက်သာသွားမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုက video overview ဆိုတာလည်းအချိန်တိုအတွင်းမှာကိုသိချင်တဲ့အကြောင်းအရာကိုသူက video ဖန်တီးပေးထားမယ် video overview မှာလည်းအများကြီးရွေးလို့ရတယ် whiteboard animation နဲ့လည်းနားထောင်လို့ရတယ် anime style နဲ့လည်းကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခုက mind map နော်ဒါကတော့စလုပ်ကြရ notebook airline စပေါ်ကြရပါလာတွေပေါ့နော် mind map ဆိုတော့မြားလေးနဲ့ထောက်ပြီးတစ်ဆင့်ချင်းစီလေ့လာလို့ရတယ်နောက်တစ်ခု report ပေါ့နော် report ကတော့ဒီအကြောင်းအရာတစ်ခုလုံးကို study guide အနေနဲ့ report အနေနဲ့နားထောင်လို့ရတယ်ပေါ့နော်အဲ့တော့စာဖတ်တဲ့လူပဲဖြစ်ဖြစ်နောက် company လုပ်ငန်းတွေအသေးစိတ် data တွေကို project တွေလေ့လာရလူတွေပဲဖြစ်ဖြစ် report ထုတ်ခိုင်းလိုက်ပြီးလေ့လာရင်အမြန်ဆုံးသိရှိသွားမှာဖြစ်တယ်နောက်တစ်ခုက flashcard ကတော့ကိုလေ့လာတဲ့အကြောင်းအရာလေးတွေကိုဟလာကတ်လေးတွေနဲ့လုပ်ပြီးတော့ပြန်လည်နော် memorize လုပ်ပြီးလေ့လာလို့ရတယ် quiz ကတော့ဟလာ quiz တွေလုပ်ခိုင်းပြီးတော့ပြန်ဖြေပြီးတော့ feedback တွေပေးပြီးလေ့လာလို့ရတယ် quiz မှာလည်း easy medium ဟလာ hard ဆိုပြီးတော့ level တွေခွဲပြီးတော့ကြိုက်သလိုလုပ်လို့ရတယ်တစ်ခုချင်းစီတော့အသေးစိတ်မပြောတော့ဘူးဒီဗီဒီယိုမှာတော့ new feature တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်တစ်ခုချင်းစီမသိသေးတဲ့လူတွေအတွက်ကတော့တစ်ခုချင်းစီလုံနည်းလေးတွေကိုနောက်ထပ်ဗီဒီယိုလေးတွေလုပ်ပေးသွားမှာဖြစ်ပါတယ် infographic ကတော့ new feature ပေါ့နော် infographic ကတော့အကြောင်းအရာတစ်ခုလုံးကိုခြုံပြီးတော့ဒီစာလေးတစ်ခုကိုစာရွက်လေးတစ်ရွက်ကိုကြည့်လိုက်တာနဲ့ note ထုတ်ထားသလိုပဲပေါ့နော်ဒီအကြောင်းအရာတစ်ခုလုံးကိုပြန်ပြီးတော့ memorize လုပ်ပြီးတော့ပြန်ပြီးတော့ record လုပ်ပြီးတော့လေ့လာလို့ရတယ်နော်ပုံလေးနဲ့ infographic ဆိုတဲ့အတိုင်းပဲ information တွေကို graphic နဲ့ဆွဲပြီးတော့ဖော်ပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုအဆင်ပြေပါတယ်နောက်တစ်ခုက slide deck ဆိုတော့ PowerPoint ထွက်လာတာပေါ့နော်အဲ့တော့ဒီအကြောင်းအရာကို PowerPoint နဲ့လွယ်တကူလုပ်ပြီးတော့လေ့လာခြင်းအပြင်လေ့လာရလူတွေအတွက်လည်းအဆင်ပြေတယ် content creator တွေအတွက်လည်းဒီ PowerPoint တွေကပြန်ပြီးတော့အများကြီးသုံးလို့ရတယ်သင်ကြားရေးလုပ်တဲ့လူတွေအတွက်လည်းအဆင်ပြေတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုက data table ဆိုရင်လည်းကိုကကိန်းဂဏန်းတွေနဲ့ပတ်သက်တဲ့ချက်လက်တွေကိုလေ့လာမယ် research တွေအတွက်လေ့လာမယ် project တွေအတွက်လုပ်မယ်ဆိုရင်လည်း data table နဲ့ present လုပ်ပြီးတော့ကြည့်လို့ရတဲ့အတွက်ကြောင့်မလို့အများကြီးအဆင်ပြေတယ်နော်အဲ့တော့ဒါ notebook airline ရဲ့လက်တလောအခုပြောနေတဲ့အချိန်မှာဖြစ်နေတဲ့ feature တွေပေါ့နော်အဲ့တော့သူက update တွေလည်းတောက်လျှောက်ထွက်နေရကြတယ်မို့နောက်ပိုင်းမှာဒီထက်ပိုပြီးတော့ကောင်းတဲ့ feature အသစ်တွေလည်းထပ်ပြီးပါလာအောင်မှာဖြစ်တယ်အဲ့လို feature အသစ်တွေပေါ်လာချိန်ကျရင်လည်းထပ်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ notebook airline ကိုမသုံးဘူးသေးတဲ့လူတွေဆိုရင်တော့သုံးကြည့်ပါ notebook airline ဆိုရင်ခုချိန်ဒီထွက်သမျှ AI tools တွေထဲမှာဆိုလို့ရှိရင်အကောင်းဆုံးနဲ့အဆင်ပြေဆုံး AI tools တစ်ခုပဲဖြစ်ပါတယ်ဒီ notebook airline တစ်ခုတည်းနဲ့ကိုပဲသုံးတတ်တယ်လို့မျိုးလား content creator ဆိုရင် content ရေးတာတွေ script ရေးတာတွေလည်းခိုင်းလို့ရတယ်နော်စာကြည့်တဲ့လူတွေအတွက်ဆိုရင်လည်းစာကိုလွယ်တကူသိအောင်လုပ်လို့ရတယ်နောက်တစ်ခါလုပ်ငန်းခွင်မှာလုပ်နေတဲ့လူတွေအတွက်လည်းကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်တာကိုအချိန်တိုအတွင်းမှာလေ့လာပြီးတော့သူများတဲ့
ရှေ့ရောက်အောင်လို့လာလေ့လာလို့ရတယ်ပေါ့နော်အဲ့အတွက် Novo Alan ကိုသုံးမပြုတ်ရသေးဘူးဆိုရင်လည်းသုံးကြည့်ပါသုံးဘူးရလို့ဆိုရင်လည်းအကျိုးရှိရင်ဟလာ Gemini Pro ဝယ်ပြီးတော့ Novo Alan ကိုသုံးသင့်တဲ့အကြောင်းလေးပြောရင်းနဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဲ့တော့နောက်ထပ်လည်းအကျိုးရှိတဲ့ဗီဒီယိုတွေကိုဆက်ပြီးတော့လေ့လာဖို့လို့အတွက် channel လေးကို subscribe လုပ်ထားပြီးတော့ဝင်ရောက်လေ့လာဖို့လို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်